နောက်တစ်ချိန်တွေ့ရပြန်ပြီပေါ့ဗျာမျိုးတွေတငယ်ချင်းတွေ Hello တာလီဇောနဲ့မင်္ဂလာပါဆိုရင်ဟိုတနေ့ကနေပြီးတော့ကျွန်တော်အကြံဖြစ်နေပြီးတော့ဒီ truck car safety device အတွက်ကျွန်တော်နေပြီးတော့အကြံဖြစ်15ချက်ရှင်းပြခဲ့တယ်ကျွန်တော်ဗီဒီယိုတွေကြည့်ပြီးရင်လည်းမှတ်မိကြမယ်လို့ထင်ပါတယ်ဆိုရင်အဲ့ကြည့်ဖို့ရင်လည်းအဲ့အကြောင်းအရာလေးတွေကိုတော့သိမယ်လို့ထင်ပါတယ်အခုကဒီနေ့ကတစ်ချက်ချင်းစီကိုတစ်ချက်ချင်းစီကိုအသေးစိတ်ကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ15ချက်မှာပထမဆုံးအချက်က brake system အဲ့ဒီ brake system မှာနေပြီးတော့သူရဲ့ဘာတွေစစ်ဆေးရလဲဆိုလို့ရှိရင်အားလုံးစုစုပေါင်း73ချက်ပါတယ်အဲ့ brake အဲ့ခေါင်းစဉ်အောက်မှာဆိုတော့အဲ့73ချက်လုံးကိုကျွန်တော်နေပြီးတော့တစ်ခုချင်းစီကိုအသေးစိတ်ကျွန်တော်ရှင်းပြလိုပါတယ်ဒီနေ့ကအဲ့တော့USA မှာမဟုတ်ဘူးကိုမြန်မာပြည်မှာလည်းရှိတဲ့ truck driver တွေ car driver တွေအကုန်လုံးဟိုသမျှကဒါကိုသိထားရင်အကျိုးရှိတယ်လို့ကျွန်တော်ထင်လို့ကျွန်တော်မျှဝေပေးတာပါဆိုရင်ကျွန်တော်ကနေပြီးတော့ဒီbrake system မှာပထမဆုံးအချက်ကနေပြီးတော့ပြောပြရမယ်ဆိုရင် service brake အဲ့တော့ service brake ကဘာလဲဆိုလို့ရှိရင် brake ခြေထောက်နဲ့ brake ကိုနင်းလိုက်တယ်ဆိုတာကအဲ့ဒါ service brake ပါကိုလိုရှင်တဲ့နေရာကိုရက်ဖို့အတွက်အဓိကကြတာကအဲ့ဒါ service brake လို့ခေါ်ပါတယ်ဆိုရင်အဲ့ဒီကိုလိုရှင်တဲ့နေရာကိုမရောက်ဘူးကိုလိုရှင်တဲ့နေရာထက်ကြော်တော့တာလို့ချော်တော့တာလို့ဆိုလို့ရှိရင်အဲ့ဒါ service brake မကောင်းလို့ပါဒါ service brake လို့ခေါ်တယ်အကျဉ်းချုပ်ပေါ့နော်ဗီဒီယိုလေးမရှိအောင်လို့ဆိုရင်ဒုတိယအချက်ကတော့ parking brake လို့ခေါ်ပါတယ် parking brake ဆိုတာကတချို့ကားတွေမှာအလေးမှာနေပြီးတော့ဒီလက်နဲ့ဆွဲတဲ့ဥစ္စာပါပါတယ်တချို့ကားတွေ truck တွေမှာဒီ pickup truck တွေမှာလေအဲ့တော့ဘေဖက်ခြေထောက်ဒူးစီအောက်နားလေးမှာပါပါတယ်ဘေဖက်ချမ်းကဆိုရင်တချို့ကားတွေမှာကြတော့ဒီ2000ခုနှစ် latest ကားတွေမှာကြတော့ parking brake ဆို P ဆိုတဲ့စာလုံးလေးနဲ့နေပြီးတော့ခလုတ်ကလေးပဲပါတော့တယ်ဒါပေါ့အဲ့တော့ car truck အကြီးတွေမှာကြတော့ဘာလဲဆိုလို့ရှိရင် air system brake တွေမှာကြတော့အဲ့မှာ yellow knob နဲ့ red knob ပါပါတယ်အဲ့ yellow ခလုတ်ကလေးနဲ့နီအောင်ခလုတ်ကလေးပါတယ်အဝါရောင်ခလုတ်ကလေးဟာအဲ့ truck ရဲ့အဲ့ဒါတပြီးတော့ parking brake ပါပဲဆိုရင်တတိယအနေနဲ့ကတော့ brake drone or router ဆိုတာကတချို့ကားတွေမှာ disc brake ရှိတယ်disc brake ဆိုလို့ရှိရင်အဲ့ဒါဥစ္စာကို router လို့ခေါ်ပါတယ် disc brake လို့ခေါ်တယ် router လို့ခေါ်တယ်အဲ့တော့ပြီးရင် drum brake ရှိတယ် drum brake ဆိုတာကအဲ့လိုအိုးလိုပုံစံမျိုးအဲ့ဒီဥစ္စာမှာ drum brake လို့ခေါ်တယ်အဲ့ဒီဥစ္စာတွေကိုကောင်းမကောင်းကျွန်တော်ဗီဒီယိုအရင်ရှေ့ကဗီဒီယိုတွေမှာလည်းပြဖို့ခဲ့ပြီအဲ့တော့တတိယအချက်ကပြီးတော့ပြီဆိုပါစို့အဲ့တော့ brake hose ဆိုရင် air brake system မှာကြာရင်အဲ့ဒီair tubing တွေair လေတော့တဲ့လမ်းကြောင်းတွေဆိုလို့ရှိရင်အဲ့မှာ rubber နဲ့လှုပ်ထားတာကို brake hose လို့ခေါ်ပါတယ်အဲ့တော့ဒီကားသေးတွေမှာကြတော့ hydraulic system နဲ့လှုပ်တဲ့ဥစ္စာကြတော့အဲ့ဒါဥစ္စာလေး hydraulic hose လို့ခေါ်ပါတယ်အဲ့ဒါ brake hose okay number 5ကြာရင် brake tubing ဆိုတာကအဲ့ဒီကားသေးတို့ကားပြီးတော့ medium car တို့ဆိုလို့ရှိရင် medium pickup truck တို့ဆိုလို့ရှိရင် brake tubing ဆိုရယ်အဲ့မှာhot metal နဲ့လှုပ်ထားတာရှိတယ်တချို့ကကြီးပိုက်နဲ့လှုပ်ထားတာရှိတယ်အဲ့ဒါ brake tubing တွေဒီ truck air brake system မှာကြတော့သူ့မှာလေသံပိုက်တွေနဲ့လှုပ်ထားတာရှိတယ်ပြီးရင်တော့plastic အမားစားတွေနဲ့လှုပ်ထားတာရှိတယ်ဆိုရင်ဒါတွေက brake tubing လို့ခေါ်ပါတယ်ဆိုရင်အဲ့ဒါကနေပြီးတော့5ချက်ပြီးတော့ပြီ low pressure warning device ဒါက air brake system ဒီမှာပဲရှိပါတယ်ဆိုရင်ဒီ hydraulic brake တွေမှာကားသေးတွေမှာမပါပါဘူးဆိုရင် low ဒီ pressure တပြီးတော့ပေါင်60အောက်ကိုရောက်လို့ရှိရင်တိမ်နေပါတယ်ဆိုရင်ပေါင်120ဆိုရင်သူ့အနေနဲ့သူရက်တော့ပါတယ်အဲ့ဒါ low pressure warning device တွေကပြောပြတာပါဆိုရင်မြန်လေးတော့မယ်ဘာလို့ဆိုတော့ဒါရှိနေမှာဆိုတော့နောက်ထပ်နေပြီးတော့အချက်အများကြီးကျန်သေးတယ်ဆိုရင်နောက်ထပ်တစ်ချက်က tractor protection valve tractor protection valve ဆိုတာကလေပေါင်ချင်းကိုချိန်ညှိပေးတဲ့
valve တစ်ခုပါပဲသူကနေပြီးတော့သူကနေပြီးတော့ပေါင်120ကျော်တော့ပြီဆိုလို့ရှိရင်ချူရှူဖရူနဲ့ပြီးတော့ပြန်မှုတ်ထုတ်ပေးတာသူကနေ release လုပ်ပေးတာTwitter protection valve ဒီထက်ပို့ပြီးတော့အဲ့ဒီလေအိုးထည့်ကိုဒီထက်ပေါင်120တက်ပုံမဝင်အောင်သူကထိန်ညှိပြတဲ့ဥစ္စာ Twitter protection valve အဲ့ဥစ္စာပြီးတော့ပြီးဆိုရင်နောက်တစ်ချက်က air compressor ဆိုရင်ဒီဥစ္စာလည်းဒီပြီးတော့ဒီ air brake system မှာပါတယ်လေ charge လုပ်ပေးတာလေကိုနေ air compressor ကကြတော့လေပေါန့်ပေါ့ဗျာလေပေါန့်နေပြီးတော့လေနဲ့အလုံးလုံးတဲ့ခုတမြောက်ကိုပြီးတော့သူကနေပြီးတော့လေအားအသွင်းပေးတာဒီလောက်ပဲဆိုရင် air compressor အဲ့ဒီချက်လည်းပြီးတော့ပြီelectric brake ဆိုတာကtrailer တွေဆွဲတဲ့ကား pickup truck တွေမှာ trailer တွေဆွဲတဲ့လူတွေပဲသိတယ်အဲ့ဒီမှာပြီးတော့ electric brake ဆိုတာပါပါတယ်အဲ့မှာတချို့ trailer တိတ်တိတ်လေးတွေမှာဆိုရင်လေနာဒီလိုကျိုးပြတ်တော့လို့ရှိရင်break ကနေပြီးတော့ဖုံခွန်းနဲ့ရက်ပေးတာတို့အဲ့ဒီဥစ္စာတွေကိုဒါအချင်းပဲပြောလိုက်တော့မယ်အဲ့ဒါ electric brake hydraulic brake ကားတော်တော်များများ pickup truck တော်တော်များများမှာ hydraulic brake ဆိုတာကစီနဲ့ brake ညှက်တာအဲ့တော့ hydraulic brake လို့ခေါ်တယ်အဲ့ hydraulic brake ကောင်းမကောင်းအဲ့ဒါစေးရတယ်ပြီးရင် vacuum system ကားကြီးအသေးအလက်အကုန်လုံးမှာ vacuum system ပါပါတယ် vacuum ဆိုတာကလေကိုစုပ်လိုက်ပြီးတော့ le pressure ကိုနေပြီးတော့ created air pressure လောက်တာပါအဲ့ created ဆိုတာက le pressure ကိုနေပြီးတော့အများကြီးထုတ်ပေးတာလေကိုနည်းနည်းစုပ်ပြီးတော့အများကြီးထုတ်ပေးတာအဲ့လိုပုံစံမျိုးအဲ့လိုဆိုတာ vacuum system vacuum ဆိုတာလေကိုစုပ်တာပဲ vacuum ဆိုတာလေကိုစုပ်တာအဲ့ဒီဥစ္စာကနေပြီးတော့အဲ့လေစုပ်တဲ့နေရာတွေကတော့နေရာတိုက်မှာတော်တော်များများပါတယ်ဆိုအခြေပြောလိုက်လို့ရှိရင်ဗီဒီယိုကမိုးလင်းတော့ပြီးမှာမဟုတ်ဘူးအဲ့ဒီဥစ္စာတွေကဆိုရင်နောက်ထပ်2ချက်ပဲကျွန်တော်တယ်โอเคဗီဒီယိုကမိနိုင်တယ်ပြောမရဘူးဆိုရင် anti lock brake system ABS လို့ခေါ်တဲ့ anti lock brake system ဆိုရင်အဲ့ဒါကဒီ brake ညှက်လိုက်လို့ဆိုရင် ABS module ကနေပြီးတော့သူကလေးဖက်လုံးဝင်ပြီးတော့လိုတလိုညှက်ပေးတယ်ပြီးရင်တော့လိုတလို release လုပ်ပေးတယ်ဆိုတဲ့ဥစ္စာအဲ့ဒီ anti lock brake system ကနေပြီးတော့ anti lock brake system ကနေပြီးတော့အလုပ်လုပ်ပေးတဲ့ဥစ္စာတွေဆိုရင်နောက်ဆုံးတစ်ချက်က automatic brake adjuster အဲ့ဒါတွေက automatic brake adjuster တွေရကြတော့ဒီ brake drum ဒီမှာပါတတ်ပါတယ် brake drum ဒီမှာကအဲ့ဒီမှာနေပြီးတော့ तू ကကုန်လာလို့ရှိရင် तू ကအသားလေးနဲ့ပြီးတော့ click နဲ့လုပ်ပေးတယ်ပြီးရင်ပြီးတော့ air brake မှာslug adjuster ဒီမှာလေအဲ့လိုလုပ်ပေးပါတယ်ဆိုရင်ဒါက brake system ကို number တစ်ချက်ပဲရှိသေးတယ်အဲ့ဒါနောက်ထပ်နေပြီးတော့ဆက်လက်ဆက်ကြံသေးတယ်ကျွန်တော်ရှင်းပြမှာနောက်ရက်တွေမှာကြည့်ရှုပြီးတော့အားပေးကြပါလိုအပ်တဲ့လူလေးတင်ယူပါလစ်လာပါဆိုရင်မလိုအပ်တဲ့လူလေးကြော်တော့ပေါ့ဗျာကျေးဇူးတင်ပါတယ်